အဝေးကွင်းမှာနိုင်ရပြီးချန်ပီယံစုအတွက်ခြေတလန်းဒီးသွားတဲ့အာဆင်နယ်ယမနီယာရွှေမြိုင်ကစားခဲ့တဲ့ဝက်ဆန်နဲ့အာဆင်နယ်တို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်မှာအာဆင်နယ်ကထရိုးဆက်ရဲ့နောက်ကျဂိုးနဲ့အဝေးကွင်းမှာနိုင်ရခဲ့ကြောင်းသိရပါတယ်။ဒီပွဲမှာအာဆင်နယ်ကချန်ပီယံစုအတွက်ဝက်ဆန်ကတမ်မစင်းရရေးအတွက်အသီးသီးရှင်ပြိုင်ခဲ့ကြပြီးပထမပိုင်းမိနစ်30ကျော်ထိအာဆင်နယ်ကပဲအင်ရှင်အသင်းကိုတစ်ဖက်သက်ဖိအားပေးကစားနိုင်ခဲ့ကဂိုးရနိုင်တဲ့ခွင့်ရေးတွေပိုင်ဆိုင်ခဲ့ပေမဲ့ဂိုးတိုင်ထိရနဲ့အာဆင်နယ်ကစားသမားတွေဂိုးသွင်းမှုအလောကြီးနေရကြောင်းမလို့ဂိုးမရခဲ့ပါဘူး။ဝက်ဆန်ကတော့အင်ကွင်းမှာအာဆင်နယ်ကိုဘာမှမတုံ့ပြန်နိုင်ပဲ35မိနစ်ထိဂိုးပေါက်ကန်ချက်မရှိဂိုးပေါက်တဲမှုမရှိအာဆင်နယ်သေးပယ်နယ်တီဧရိယာအတွင်းဘောလုံးထိချက်မရှိဖြစ်ခဲ့ရပါတယ်။ဒါမဲ့ပထမပိုင်းပြီးခဲ့နေမှာတော့ဝက်ဆန်တို့အာဆင်နယ်ဘက်ကိုထိုးဖောက်မှုစတင်ပြုလုပ်ခဲ့ပြီးတော့အခွင့်အရေးကောင်းတချို့ရရှိခဲ့ပေမဲ့ဒေးဗစ်ရိုယာကကာကွယ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းအာဆင်နယ်တို့ဘောလုံးပိုင်ဆိုင်မှုအသာစီးယူနိုင်ခဲ့ပေမဲ့ဝက်ဆန်ရဲ့မာဂျော်ရဲ့ခံစစ်ကိုမကျော်ဖြတ်နိုင်ခဲ့ပါဘူး။88မိနစ်မှာဝက်ဆန်ကွင်းလေလူမာတီယက်ဖာနန်ဒက်ကတေချာပေါက်ဂိုးရမဲ့အခွင့်အရေးကိုအန်တင်ကြကောင်းလို့လွဲချော်ခဲ့လို့အာဆင်နယ်တို့တက်တာရခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းတို့မိနစ်80ကျော်မှာအော်ဒီဂါပေးတာနေပြီးတော့ချောဆက်ကဒီယာဒီပြိုင်ပွဲစုံ26ပွဲမြောက်မှာပထမအဆုံးဂိုးကိုသွင်းယူခဲ့ပြီးတော့82မိနစ်နဲ့60စက္ကန့်မှာသွင်းယူခဲ့တဲ့ဂိုးက2023နိုဝင်ဘာလတုန်းကဘရန်ဖို့နဲ့ပွဲမှာဟာဗတ်89မိနစ်ရဲ့ဂိုးနောက်ပိုင်းမှာအာဆင်နယ်အသင်းတို့အနောက်ကျဆုံးအနိုင်ဂိုးဖြစ်မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ပွဲပြီးကန်ဒီမှာကော်လန်ဝီစင်ကဝက်ဆန်အတွက်ခြေပါကိုသွင်းခဲ့ပေမဲ့အဲ့ဒီမတိုင်ခင်ဒေးဗစ်ရိုယာကိုပတ်ဘလိုပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့သတ်မှတ်ခဲ့တာကြောင့်မလို့ကွင်းလက်တိုင်းကာဗန်နာကဂိုးမပေးခဲ့ပါဘူး။အဲ့ဒီရလက်ကြောင့်မလို့ဝက်ဆန်တို့ပရီးမီးယားလိအိမ်ကွင်း6ပွဲဆက်ရှုံးပွဲဆုံးအဆုံးသတ်နိုင်ခဲ့ပြီးတော့အာဆင်နယ်ကလက်ကျန်တဲ့ပွဲဖြစ်တဲ့ဘန်လီခရစ္စတယ်ဘဲလစ်တို့ကိုအနိုင်ရမယ်ဆိုရင်တော့22နှစ်အကြာမှာပရီးမီးယားလိဖလားကိုပြန်လည်ဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။